ဒီတပင်စီယုံကြီးကိုစပြီးတာဝန်ယူတဲ့အချိန်လေးကကျွန်တော်ပြန်စကောက်ပါမယ်ကျွန်တော်2015ဆယ်လပိုင်း15ရက်မှာရွေးချယ်လုပ်ပါတယ်လုပ်တဲ့အချိန်မှာကျွန်တော်ရွေးချယ်ခံဖို့သွားတာမဟုတ်ဘဲနဲ့စိတ်ဝင်စားတဲ့တပင်သမားတယောက်အနေနဲ့သွားရင်းကနေကျွန်တော်မထင်မှတ်ဖင်းနဲ့ပါဝင်ခဲ့ရတယ်ပေါ့နော်ဝင်ပါတာမဟုတ်ဘဲနဲ့ပါဝင်ခဲ့ရတာပါအဲ့တော့ရွေးချယ်ခံလိုက်ရတယ်ပေါ့အဲ့ဒီနေရာစပြီးဒါနည်းနည်းဘာသာတရားလဲကုသိုလ်ကြီးတော်တော်လုပ်ပြီးမြဲအဲ့ဒီနေရာစပြီးအဲ့လိုကိုကျိုးနေတာပဲဘာလို့လဲဆိုတော့ကိုယ့်အကြောင်းကိုလုတ်ခွင့်နေသွားတာပေါ့ဒါဟိုဒေါက်တာလည်းပြောတယ်လူငယ်တွေရဲ့အခွင့်အလမ်းဆိုကျွန်တော်ဆိုဒီလူငယ်ဖြတ်တန်းနေတဲ့ဘဝမှာကိုယ့်အခွင့်အလမ်းအတော်နေပါတယ်ဒါပေမဲ့လည်းဆက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်တာဝန်ယူခဲ့တဲ့ကော်မတီကကျွန်တော်တာဝန်ယူပြီး2နှစ်ပြည့်ကနာနေမှပတ်စံ330လွှဲပါတယ်ကျွန်တော်စပြီးတာဝန်ယူပြီးရုံးကိုစထိုင်တာ18ရက်နေ့မှာစထိုင်တယ်ကျွန်တော်ကန်ကောင်းပါတယ်စထိုင်ကလေးကဖုန်းပေနဲ့မီတာကောက်ကျွန်တော်စပြီးဆောင်ရပါတယ်တပင်စီယုံမှာကွန်ပျူတာကနှိပ်လို့မရပါဘူးမိတူကူဇက်ကဖုန်တက်ပြီးပြက်နေပါတယ်စာရွက်စာတမ်းလက်ခံစင်တပင်အင်အားဘယ်လောက်ရှိလဲဆိုတဲ့လက်ခံစင်ဘာတစ်ခုမှမရှိပါဘူးကျွန်တော်ဒီဟာပြောလို့ရင်အရင်ကော်မတီကိုအပုတ်ချလို့ခြင်းမဟုတ်ဘူးကျွန်တော်ဒီဘောနဲ့ပြန်ပြီးတိဆောက်ရတဲ့ဟာကိုဘယ်လိုမျိုးနဲ့တိဆောက်လဲဆိုတော့ကျွန်တော်စပြီး15ရက်နေ့ကျေးဇူးတင်စကားပြောကြတဲ့ကကျွန်တော်ခေါင်းဆောင်မဟုတ်ပါဘူးဆိုတဲ့စကားကိုစသုံးပါတယ်ပြောရုံမဟုတ်ပါဘူးတကယ်လေးကျင့်သုံးရပါတယ်ကျွန်တော်တို့ဒါဘာသာတရားမှာလည်းရှိပါတယ်ဒါဘုရားကုံတော်မှာဝိဇ္ဇာစရဏပေါ့ဝိဇ္ဇာတိတယ်စရဏကျင့်တာကျွန်တော်တို့တော်တော်များများအခုကဝိဇ္ဇာတိတော့တိတယ်လို့ရှိတယ်စရဏပိုင်းပေါ်ကျင့်ကြံအားထုတ်မှုပိုင်းအတော်နေပါတယ်ခင်ဗျားတို့လမ်းခင်းပေးမယ်ခင်ဗျားပြည်သူကြော်မှာကျွန်တော်ဘာတွေလုပ်ပေးမှာဆိုတဲ့ဟာတွေကတကယ်လေးနေရာရသွားရောပြည်သူကိုအကူအညီပေးဖို့တယ်ပြည်သူကအကူအညီရဖို့သူတို့ပြန်ပြီးအကူအညီတောင်းရတဲ့ဘဝမရောက်ဖို့လိုတာ